အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်က AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုအသုံးချရမလဲပြီးရင် AI ရဲ့ပေါင်းစုဆိုးဆိုးလေးတွေဟာရောဘယ်လိုရှိလဲဆိုတာကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီနောက်ကြည့်လိုက်ရအောင် Binance မှာ trading လုပ်တော့မယ်ဆိုရင်ဒီအချက်လေးတွေကိုအရင်ဆုံးတွေ့ထားဖို့လိုပါတယ်။ဒါမှလည်းကျွန်တော်တို့အမှားနည်းမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါဦး။ဖြစ်ပါတယ်။ AI ကိုဒါလူကြီးမင်းတို့အနေနဲ့ကောင်းမွန်တဲ့နေရာတွေမှာအသုံးချမယ်ဆိုလို့ရှိရင်လာမယ့်အနာဂတ်မှာ AI နဲ့ပတ်သက်နေအများကြီးကိုကိုကရှာလို့ရမယ်ပြီးလို့ရှိရင်ဒီ AI ဆိုတဲ့ခေတ်ရည်စည်းကြောင်းတွေမှာကိုကအလိုက်အသင့်လေးတွေနဲ့အခွင့်အလမ်းတွေအများကြီးကိုဖန်တီးလို့ရပါတယ်ကျွန်တော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင် TikTok ဗီဒီယိုတွေအများကြီးမှာ AI တွေကိုသုံးလာတယ်ဒါ TikTok မှာမဟုတ်ဘူးပေါ့နော်တခြားသော social media မှာလည်းဒီ AI နဲ့ပတ်သက်တာတွေနဲ့အများကြီးကိုအသုံးဝင်တယ်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း AI ကိုမကောင်းတဲ့နေရာတွေမှာအသုံးချတယ်ပေါ့နော်လူငယ်တွေအတူယူမှားစေတဲ့နေရာမျိုးတွေမှာအသုံးချတဲ့အခါမျိုးမှာလည်းမကောင်းတဲ့နေရာကိုရောက်သွားတတ်ကြပါတယ်ဆိုတော့ကိုက AI ကိုဘယ်လိုမျိုးဖန်တီးလဲကိုက AI ဗီဒီယိုဘယ်လိုမျိုးလုပ်နေလဲပေါ့နော်အခုအချိန်မှာဒါတင်ယူထားမယ်ဆိုလို့ရှိရင်လာမယ့်အနာဂတ်ကျရင်လူချင်းမင်းဟာအခွင့်အလမ်းတွေပြီးလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေအများစွာကိုအိမ်ကနေပြီးတော့ရှာလို့ရပါတယ်ခင်ဗျာ AI တွေကအခုနောက်ပိုင်းအရန်ကိုတက်လာတဲ့အခါမှာအရန်ကမှကြောက်ဖို့ကောင်းလာတယ်ပေါ့နော်လူတချို့ရဲ့အလုပ်တွေကိုတော့နေရာဝင်ယူလာတော့မယ်ဆိုတာတွေကတကယ်ကိုဖြစ်လာနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုပြီး AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွင်နေကြလေ့လာတဲ့အခါမှာ AI ကိုစမတ်ကြပေါ့နော်သူ့ရဲ့ဟုတ်လေအခြေခံကြကြဘူးလားလေ့လာပြီးတော့အသုံးချတတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအနည်းတူကလုပ်ငန်းစဉ်တွေမှာဒါပြီးကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာ AI နဲ့ရင်ပြီးမြောက်အောင်လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိလာတယ်ဆိုတော့အားလုံးပဲအခုချိန်ကနေစပြီးတော့ AI ကိုလေ့လာသင်ယူထားကြပါပြီးတော့လာမယ့်အနာဂတ်မှာလည်း AI နဲ့ပတ်သက်ပြီးတော့ဝင်ငွေတွေအများကြီးကိုရှာကြပါလို့ကျွန်တော်ကဒါပြောချင်ပါတယ်ခင်ဗျာဆိုတော့နောက်ဗီဒီယိုမှာလည်းဒီလိုမျိုးဘ ഹു တုကရစေရမယ်ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းတွေကိုဘယ်လိုဖန်တီးရမလဲဆိုတဲ့ဗီဒီယိုလေးတွေကိုအများကြီးကျွန်တော်လုပ်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေးကျွန်တော်ရဲ့ channel လေးတွေကို subscribe follow မလုပ်ရသေးလို့ရှိရင်လုပ်ထားတဲ့ပုံကိုလည်းကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်